တို့အဘကျမ်းမာတော်မူပါစခမညာဘာကတော့မကျမ်းမာဖြစ်နေရင်လဲတရုတ်သမားတော်ကြီးတွေနဲ့ရုရှားကဒေါက်တာကြီးတွေနဲ့ဝိုင်းလာကုသပြီးကြမှာဆိုတော့ပူဇော်မလို့ဘူးပေါ့အဘရဲ့တကယ်တမ်းပူကြမှာကအဘရဲ့စစ်တပ်ထဲကစစ်သည်ဘူပါအရာရှိရာခံအကျက်တပ်သားတွေကသာငရဲတမျှပူလောင်နေကြရှာမှာပါအဘရဲ့အဘသိပါတယ်အဘအာနာလူယူလိုက်တဲ့နေ့ကစပြီးအဘရဲ့လက်အောင်ငယ်သားတွေပြေးပျော်ပြည့်ပြေးဆိုတဲ့ပလေးလုံးဘဝတွေကိုရောက်ကုန်ကြတာလေအဘအာနာမလူခင်ကတပ်ပိုင်မီမကျူးကျော်ရဆိုတဲ့ဆိုင်းပုတ်တွေကိုထောင်ပြီးမြေယာဘိုးယုံထောင်စားကြီးကလွဲလို့ဘာအလုံးမမေရရမလုပ်ပါပဲပြီးညီးငွေစရာကောင်းနေပြီးတော့အဘအာနာလူလိုက်တဲ့အခါကြမှာစစ်တပ်ကအသာစီးရပြီးဟေးဆိုတဲ့အသိဉာဏ်ကလေးတွေနဲ့ပြောနေကြတယ်လीပထမတော့ပြင်းတာပေါ့လीနောက်တော့ပြောလာတာပေါ့အဘရဲ့အေးဒါပြီမဲ့အဘကိုဆန္ဒပြကြတဲ့ပြည်သူတွေဟာတနိုင်ငံလုံးဖြစ်လာကြတော့အဘမမအဘလဲအောင်ငယ်သားတွေကအကုန်သိကုန်ကြတာကိုအဲ့ဒါလိုသိကုန်ကြပြီးအဘအပေါ်စိတ်ပြည့်လာကြတယ်လीအခုတော့အဘကိုကြောခိုင်ထွက်ပြေးကြသူစစ်သည်တွေများလာကြပြီမဟုတ်လားအဲ့ဒါကြောင့်အဘရဲ့စစ်တပ်ကိုပြင်းပြပြပြစစ်တပ်ကြီးအဘကိုလည်းပြင်းပြပြပြပါလေးလုံးတက်ချုပ်ကြီးရဲ့လို့ခေါ်ကြရှာတာပေါ့ဗျာများပြည်သူကနော်ကဲဒါတွေကိုထားလိုက်ပါဦးဘာကြီးခုတလောရေပန်းစားနေတဲ့အဘရဲ့ကကွက်ကလေးအကြောင်းကိုမေးကျင်တာအဘရဲ့ကကွက်ကိုလှအောင်ပအောင်ကောင်းအောင်ပေါ့လီဇညွန်ရေးပေးထားတဲ့ရိုက်တာတရုတ်ကြီးရဲ့မဲပေးပွဲနဲ့ထွက်ပေါက်ရှာဆိုတဲ့ဩပရာဇလန်းကြီးကတော့အတော့ကိုအမြိုင်သားကောင်းနေတာနော်ဗျမြိုင်ဆိုနောက်ခံဂီတမှုလေကြည်လေးပါရမဲပြင်းလို့လူမထင်းနဲ့ကျွမင်းပူတင်ဆိုတဲ့ဩကက်စထရာတန်စုံဒီဝိုင်းကြီးတင်ပန့်ဖို့ပြီးထားတာကိုဗျမမြိုင်မဲ့ရှိပါမလားနော်အမေဘာလုပ်တဲ့ရွေးကောက်ပွဲကြီးကိုနိုင်ငံတကာကသာမကြိုးစုမထောက်ခံအာမပေးအသိမှတ်မပြုကြပေမဲ့မြန်မာပြည်သူပြည်သားမဲဆန္ဒရှင်များကတော့သူတို့နဲ့မဆိုင်သူနေကြတာကအဘရဲ့မယောင်ရာစီလူတဲ့အောင်ပွဲတရက်ဆိုတာထင်ရှားနေသားပဲနော်ဗျနော်အဘကြီး2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကပထမအကြိမ်မဲလာပြီးကြတဲ့ပြည်သူလူဦးရေကိုအဘသိသွားပြီမဟုတ်လားအဘတို့တနက်နဲ့ထောင်ငွေနဲ့ပေါက်ဝင်မဲ့မကြောက်တဲ့ပြည်သူတွေကများနေတာကိုလေအဘရေးမိလောက်မှာပါအဲ့ဒီမကြောက်တဲ့သူတွေဟာအဘတို့ကိုမကြိုက်တဲ့ပြည်သူတွေဘဲပေါ်အဘရဲ့အဘကြိုးကင်ထားတဲ့ပါတီကမင်းနိုင်တယ်ကွာလို့အဘပြောမနေနဲ့အောင်နော်အဘတို့ကိုအမြဲနိုင်နေတဲ့ NLD ပါတီကဥတက်နေပါဦးမယ်အဘကြီး NLD ထောက်ခံသူတွေကိုရအောင်အဘလုံနေတာကလေတတိုင်းပြည်လုံးကိုရီမောစီလိုတဲ့စေတနာပေါ့လေအဲ့ဒီအတိုင်းပဲထားလိုက်ပါတော့နော်ဗျ
အဘသာရှေ့အမှန်မသိတာအဘခေါ်ထားတဲ့ပြည်ပသတင်းတော်တွေကအဘယူကောက်ပွဲကိုတနတ်နဲ့ထောက်ယူကောက်ပွဲဖြစ်ကြောင်းကဘာကိုကျင်းကြကြတာကြားရတော့အဘများရှေ့အားငယ်သွားရှာလိမလားလို့လူတိုင်းကအဘကိုတောင်းအာနာနေကြရတယ်အဘကမရှက်တတ်တော့တော်သေးတာပေါ့အဘရေအဘနေရာမှာတော်ရုံလူဆိုရင်ရှက်လုံးအားကြီးပြီးဘိုင်းကနေလဲတည်မယ်အကွက်ပေါ့နော်ပြောမလားပြောရတာအဘဘက်ကကြည်ပြန်တော့လေအဘကျေးဇူးရှင်တရုတ်ကြီးရဲ့မျက်နာကရှိသေးတာကိုအဘကရုပ်သေးရုပ်ကလေးပဲဟာနော်အဘပြောနေတဲ့စစ်မှန်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတမတော်ရဲ့ဂုဏ်သိက္ခာအကြမခံဘူးဆိုတဲ့စကားတွေကိုဘုံကျဲခံပြည်သူတွေနဲ့စစ်ဘေးရှောင်တွေကမကြားပဲတော့နေမှာမဟုတ်ဘူးနော်ဗျအဘစစ်ရှုံးလို့ရှုံးမဲဘုံကျဲနေတာတွေကတမတော်ရဲ့ဂုဏ်သိက္ခာတက်စီဘူးလားတမတော်ရဲ့ဂုဏ်သိက္ခာဆိုတာကုံစင်းတုံးကြည့်ပြီးမီးမလားရေမလားအောင်စွမ်းဆောင်ပြီးတတ်တဲ့ DSC ပညာကိုဆိုလိုတာလားလို့သူတို့ကမေးနေကြတယ်အဘကာကျုပ်ဖြစ်တဲ့နေ့ကစပြီးတမတော်ကမြောင်းတွင်းကိုရောက်ခဲ့တာဟာကိုအဘကဟာလာတယ်ပြောနေတာသိကြပါတယ်လေဘာပြောတဲ့တမတော်ရဲ့ဂုဏ်သိက္ခာဆိုတာအဘကာကျုပ်နေ့ဖြစ်တဲ့နေ့ကစပြီးမြောင်းတွင်းကိုရောက်ခဲ့တယ်အဘရဲ့ဒါလေအဘသိတော့သိမှာပါလေမဲပေးသူသာရာဂိုင်နှုံးမပြည့်တာကျင်ညာတော့ဖုတ်ပါတီကအကုန်နိုင်နေဆိုတော့ကဆိုင်းရတာမကောင်းတာနဲကနှစ်လက်နဲ့ဆိုသလိုပေါ့အဘကြီးအဲ့ဒါလို့ဖြစ်နေတာပေါ့နော်အဘတို့ DSC ဆိုတဲ့မဟာကျောင်းတော်ကြီးမှာဖာပညာရက်တစ်ခုသာအပူဘာသာတော်အဖြစ်သင်ခဲ့ရတာလားအဘကြီးအဘလုပ်ရက်ဒီကြည့်ရင်တော့အဘတို့ DSC ကျောင်းတော်မဟာကြီးမှာအဲ့ဒီဖာပညာရက်ဆိုတာတစ်ခုပါထားခဲ့ရပုံရတယ်ဘာဖြစ်လို့လဲဆိုတော့အဘပြောတာလी2010ရွေးကောက်ပွဲတုန်းကရုပ်ပြည့်ဆင်းပြည့်ဖြစ်လို့ဘလို့မှနားလေပြီးလို့မရအောင်မဲခိုးလို့ဒီလိုအခြေအနေကိုရောက်လာပါတယ်လို့ဆိုတဲ့စကားလေဩအဘကို့အပြစ်ကိုဖုံးမှုဖိဖို့ဖာဖို့သူများကိုမတရားဇွတ်မပြစ်ပုံချတတ်တာ DSC ပညာလားအဘရဲ့ရုရှားပြန်ပညာလားအဘရဲ့ယောက်ျားပဲအဘရဲ့ပင်ကိုဗီဇတရခံမျက်ခွက်ကလေးနဲ့ပဲဒီသက်တာမှာတခါကလေးပေါ့အဘကြီးမှန်ရကိုလေဝန်ခံလိုက်ကြသမှာအဘကိုယ်တိုင်ဝန်ခံလိုက်စမ်းပါစားလဲရှိတော်ပြီအဘကြီးနောက်ဆုံးမွေးကျင်တာကတော့အဘမသိခင်ဘာများမှားထားခဲ့ခြင်းသီလဲလို့အဘရဲ့ရဲဘော်ဖိုးတုံ